ကဲမျိုးတို့ရေ3ရက်မကျော်နော်ရှယ်ပတ်တီးကိုထပ်ချပေးလိုက်ပြီပေါ့နော်3ရက်မကျော်ရှယ်ပတ်တီးရယ်နောက်ပြီးတော့ကျွန်တော်ဒီမှာတွက်ဆိုင်ရတွေ့ထားတယ်ပေါ့နော်3ရက်မကျော်အပီးခွေဆိုတော့3956အပီးခွေပေါ့နော်အဲ့ဒီဟာလေးပါထည့်ပေးထားတယ်နောက်ပြီးတော့အဖွဲ့ဝင်ရင်နဲ့အမျိုးတွေအတွက်အဖွဲ့ဝင်ရဒီမှာ39996938 6304ကိုဆက်သွဲပြီးတော့မေးမြန်းပြီးတော့မှဝင်နိုင်ပါရဲ့ခင်ဗျာနော်အဖွဲ့ဝင်ဖိတ်ခေါ်ပါတယ်အကုန်လုံးလက်ကြီးသမားတွေရောအပျော်တန်းကစားတဲ့ဈေးဘိုးသမားတွေရောပေါ့နော်အကုန်လုံးကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျတပတ်စာကိုပေါ့နော်တပတ်လုံးစာကိုမှ9000ကျပ်ထဲပါခင်ဗျတပတ်လုံးစာကို9000ကျပ်ထဲပါနော်9000ကျပ်နဲ့မျိုးမြတ်တွေရရှိအောင်လို့ပေါ့နော်ကျွန်တော်နဲ့အတူလက်တွဲပြီးတော့ကစားကြည့်မယ်အားလုံးဖိတ်ခေါ်တယ်နော်ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျနောက်ပြီးတော့လည်းကျွန်တော်မှာတပတ်စာကတ်ကလေးတင်ပေးထားတဲ့အထဲမှာမထွက်သေးတဲ့ကဏ္ဍတွေကြံသေးတယ်နော်အဲ့ဒါကြီးလည်းဂိမ်းဆိုင်ပြီးကစားကြမယ်ခင်ဗျအဲ့ဒါကြီးထွက်မှာပေါ့နော်အဲ့ဒါကြီးထွက်မှာဒီမှာကျွန်တော်လည်းထပ်တွေ့တဲ့ဟာလေးလည်းတင်ပေးထားခင်ဗျနောက်ပြီးတော့ဒီနေ့အဖွဲ့ဝင်တွေပေါ့နော်အောင်သွားတယ်9ပတ်တီးရအဖွဲ့ဝင်တွေကမျိုးမြတ်လေးတွေရသွားကြတယ်ပေါ့နော်အောင်သွားတယ်9ပတ်တီးရဆိုရင်လည်းနောက်ထပ်ပြန်ပြီးတော့တွက်အောင်ပါဗျဖတ်ဖို့လည်းတွေ့နေရပေါ့နော်တွက်ဆိုင်တွေရွာတွေ့နေတယ်အဲ့ဒါကြောင့်မလို့9ပတ်တီး3ရက်မကျော်10ပတ်တီးဖြစ်နေကျွန်တော်ပြန်ပေးတာပေါ့နော်အားလုံးကျွန်တော်ရဲ့ဒီ channel လေးကိုလည်းအခု post လေးကိုလည်းများလေး share ပေးကြပါဗျ share ပေးခြင်းဖြင့်ကူညီကြပါအဖွဲ့ဝင်မဲ့ဆိုရင်ကြာတာပတိနဲ့ကြာရင်စပြီးတော့ဆက်သွယ်ပြီးတော့ဝင်နိုင်ပါပြီခင်ဗျာနော်ကြာတာပတိလေးကနေစပြီးတော့ဆက်သွယ်ပြီးတော့ဝင်နိုင်ပါပြီဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာကြကိုယ်ကျန်းမာ